သူရဲ့နာမည်ကဂျိမ်းဘိုဝမ်ဖြစ်ပြီးတော့အင်္ဂလန်မှာရှိတဲ့တေးရတေးဆိုဆရာတစ်ယောက်ဖြစ်ပါတယ်။သူ့မှာရန်ကိုရှိရတဲ့ဘောဆိုတဲ့အကြောင်းတစ်ကောင်ရှိခဲ့ပါတယ်။သူကအရင်ကမူရစ်စေဝါသုံးဆဲပြီးတော့မှလမ်းဘေးအိမ်ရှိမဲ့တူဖြစ်ခဲ့ပါတယ်။သူ့ရဲ့ဘဝကိုပြောင်းလဲစေခဲ့တာကတော့ဘောနဲ့စတွေ့ပြီးအချိန်ကစခဲ့တာပါ2009ခုနှစ်လောက်မှာဂျိမ်းဟာသူနေရတဲ့နေရာလေးမှာဒဏ်ရာရထားတဲ့အကြောင်းတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။သူကအကြောင်းကလေးကိုစီးပေးကန်းကိုခေါ်သွားခဲ့ပါတယ်။ဒီကြောင်လေးကတော့ဘောပါပဲ။ဂျိမ်းကဘောကိုပြန်လွတ်ခဲ့ပေမဲ့ဘောကသူနဲ့ပဲနေရှင်ခဲ့တာပါ။ဂျိမ်းရဲ့လမ်းဘေးတရှင်းဖြော်ပြခြင်းတွေမှာလည်းဘောကအတူလိုက်ပါခဲ့ပါတယ်။ဘောဟာရန်ကိုညံကောင်းပြီးတော့မှရှစ်စရာအပြုမှုတွေလည်းပိုင်ဆိုင်ထားပါတယ်။ဒါကြောင့်လူတွေကဘောကိုအရန်ချစ်ကြပါတယ်။တခါတလေဘောကလူတွေလိုပဲလက်ရှင်းပုတ်ပြီးရှစ်စရာပြုမှုလေးတွေကိုလည်းပြုမှုတတ်ပါတယ်။ဘောကိုရှစ်တာကြောင့်လူတွေကလည်းဂျင်းရဲ့တရှင်းဖြော်ပြမှုတွေကိုလည်းအားပေးပံ့ပိုးပေးခဲ့ကြပါတယ်။ဂျင်းကသူတို့ရဲ့ဇလန်းကိုစာအုပ်တွေထုတ်ဝေခဲ့ပါတယ်။ပထမစာအုပ်က Straight Cup Name Boss ဆိုပြီး2012မှာထွက်ရှိခဲ့ပါတယ်။ဒီစာအုပ်ကအောင်မြင်မှုအများဆုံးရရှိခဲ့ပါတယ်။နောက်ထပ်စာအုပ်တွေလည်းအများကြီးထွက်ရှိခဲ့ပါသေးတယ်။ The War According to Bob, A Gift from Bob, The Little Fool of Bob အစရှိတဲ့စာအုပ်တွေထွက်ရှိခဲ့ပါတယ်။2016ခုနှစ်မှာ Straight Cat Name Boss ဆိုတဲ့ရုပ်ရှင်ထွက်ရှိလာခဲ့ပါတယ်။ဒါဆိုဒီဇာတ်ကားထဲမှာဘောကိုယ်တိုင်ရိုက်ကူးခဲ့တာဟုတ်ပါတယ်။ဒီဇာတ်ကားကတော့လူတိုင်းရှစ်ကြားတယ်တကယ်အစေဘောကြောင်ကလေးကိုယ်တိုင်ရိုက်ကူးခဲ့တာပါ။ဒုတိယမြောက်ရုပ်ရှင် A Gift from Bob ကိုလည်း2020ခုနှစ်မှာထုတ်ပြခဲ့ပါတယ်။ဒါနဲ့စိတ်မကောင်းစွာနဲ့ပဲဘောရဲ့နေဝင်ချိန်တွေရောက်ရှိခဲ့ပါတယ်။ဒီဇာတ်ကားထွက်ပြေးတဲ့နောက်မှာဘောဟာ2020ခုနှစ်ဇွန်လ14နှစ်အရွယ်မှာပဲတည်သွားခဲ့ပါတယ်။ဘောတည်သွားခဲ့တဲ့အကြောင်းရင်းကတော့မော်တော်ယာဉ်တစ်စီးနဲ့ဝင်တိုက်ခဲ့တာကြောင့်တည်သွားခဲ့တာပါ။သူ့ရဲ့တည်ဆိုးမှုကြောင့်ပိတ်သက်တွေအနေနဲ့ငိုကြွေးခဲ့ရပြီးမမ်မိုရီတွေလည်းပြုလုပ်ခဲ့ပါတယ်။ဒီထက်ဆိုးတာကတော့ဘောရဲ့သခင်ဂျင်းကိုယ်တိုင်စိတ်ဒဏ်ရာရရှိခဲ့ပါတယ်။သူ့ကြောင့်လေဘောရဲ့တည်ဆိုးမှုကိုဘောဟာကျွန်တော်ရဲ့အကောင်းဆုံးတငယ်ချင်းဖြစ်ပြီးတော့ကျွန်တော်ဘဝကိုအလင်းတန်းဆောင်လာခဲ့သူပါကျွန်တော်တို့စာအုပ်တွေနဲ့ရုပ်ရှင်တွေအောင်မြင်လာတာကမမှန်နိုင်လောက်အောင်အံ့ဖွယ်ပါပဲသူကထောင်ရှိတဲ့လူတွေကိုတွေ့ဘူးပြီးတန်းရှိတဲ့လူတွေရဲ့စိတ်ထဲကိုထီရောက်ဆုံးရှစ်ခင်အားပေးမှုတွေကိုရယူခဲ့သူပါကျွန်တော်ဘဝမှာဘောလူကြောင်မျိုးမရှိတယ်လို့နောက်ထပ်ဆိုတာလည်းမရှိတော့ပါဘူးကျွန်တော်ဘဝရဲ့အလင်းတန်းဟာမိအိမ်မရှိတယ်လို့ပျောက်သွားတယ်လို့ပဲဖြစ်နေပါတယ်ဆိုပြီးတော့မှခြေခွဲဝမ်းနဲ့ပဲဖေးဖို့စာမျက်နှာမှာဖော်ပြလာခဲ့ပါတယ်ဘောရဲ့တည်ဆုံမှုကိုများစွာသောလူတွေရဲ့ဖေးဖို့စာမျက်နှာပေါ်မှာလည်းဖော်ပြခြင်းခံခဲ့ရပါတယ် BBC ဂါးကြီးရဲ့စားတဲ့အရေးကြီးသတင်းစာမျက်နှာတွေမှာလည်းဖော်ပြခြင်းခံခဲ့ရပါတယ်ဂျင်းကဘောရဲ့အုပ်ကူမှာလည်းဒီလိုရေးသားဖော်ပြခဲ့ပါတယ်သူကကျွန်တော်ရဲ့ချန်ပီယံမှာပဲကျွန်တော်ရဲ့အကောင်းဆုံးတငယ်ချင်းကျွန်တော်ရဲ့ဆရာတန်ရောစင်အရှိဆုံးလူတစ်ယောက်ဖြစ်ပြီးတော့မှဒီຢာတွေအားလုံးကအမြဲတမ်းကြန့်ရှိနေမှာပါဆိုပြီးတော့မှဖော်ပြခဲ့ပါတယ်တယောက်ကူတယောက်ပေးတဲ့ရှင်းရှင်းမြတ်တာတွေသာစစ်ခဲ့တန်ရောစင်ဆိုတာပို့ပြီးတော့မှခိုင်မာလာတာပါဒီလိုခိုင်မာတဲ့တန်ရောစင်တွေဖြစ်လာခဲ့ရင်နောက်ထပ်စားထိုးမဖြစ်နိုင်တယ်လို့နောက်ထပ်အရာဆိုတာလည်းရှိလာတော့မှာမဟုတ်ပါဘူးကျေးဇူးအများကြီးတင်ပါတယ်